အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Kali Linux ကလူတိုင်းအတွက်မဟုတ်ဘူးဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ Kali Linux ကဘာကြောင့်လူတိုင်းအတွက်မဟုတ်ဘူးလဲဆိုလို့ရှိရင် Kali Linux ကိုအသုံးပြုမဲ့သူတွေဒီ Linux visit command တွေကိုနားလည်ရမယ် Linux system အကြောင်းကိုနားလည်နေရမယ်ပြီးတဲ့အခါမှာကျွန်တော်ဒီ Kali Linux ရဲ့ထုတ်တဲ့ရည်ရွယ်ချက်ရှိတယ်အဲ့တော့ Linux distribution တွေအတိုင်းမှာသူ့ရဲ့ရည်ရွယ်ချက်နဲ့သူကျွန်တော်ထုတ်ထားတာပေါ့နော်လူတိုင်းသုံးလို့မရဘူးဆိုတော့ free ပေးထားတာဘာလို့သုံးလို့မရအောင် okay သုံးလို့ရတယ်ဒါပေမဲ့သုံးတဲ့အချိန်မှာအခက်အခဲတွေ့လိုက်မယ် Linux ရဲ့ command တွေနားမလည်တာတို့ Linux system အကြောင်းနားမလည်တာတို့ဆိုရင်အခက်အခဲတွေ့လိုက်မယ်ပြီးလို့ရှိရင် Kali Linux မှာပါနေတဲ့ tools တွေက hacking security ဘိုင်းနဲ့ပတ်သက်တဲ့ tools တွေကြီးပဲအဲ့တော့ဒီ operating system ကိုသုံးတယ်ဆိုလို့ရှိရင်ဒီ tools တွေကိုမှမသုံးဆိုလို့ရှိရင်ကိုယ့်အတွက်အနှောက်အယှက်စိတ်အနှောက်အယှက်ဖြစ်နေလိမ့်မယ်ပေါ့နော်ဟိုအများကြီးအခက်အခဲတွေတွေ့နေရလိမ့်မယ် permission တွေကအခက်အစပေါ့နော်အဲ့တော့ system administration နဲ့ပတ်သက်ပြီးတော့တက်ထားမယ်တင်ထားမယ်ဆိုရင်တော့လွယ်လိမ့်မယ်နောက်တစ်ခုကဒီ operating system ကသုံးပြုရမယ့် level တွေရှိတယ် system engineer တွေ system administrator တွေ network engineer တွေ network administrator တွေ cyber security နဲ့ပတ်သက်တဲ့သူတွေပေါ့နော်အဲ့တော့ဒီလိုပုံကိုယ်တွေကသုံးဖို့အတွက်ကိုအထူးသင့်လျော်တဲ့ operating system တစ်ခုပါအဲ့တော့ကျွန်တော်တို့ Linux ကိုလုံးဝမသိတဲ့သူလုံးဝနားမလည်သေးတဲ့လူတွေလုံးဝမသုံးသင့်တဲ့ operating system ပါအားလုံးကျေးဇူးတင်ပါတယ်